မင်္ဂလာပါရှင်ကျွေးရှာမှာကြိုဆိုပါရစေညီမဒီနေ့ပြပြပေးမယ့်စကွင်းလေးကတော့ Travel Coordination and Oversight ဆိုတဲ့ module လေးပဲဖြစ်ပါရဲ့ရှင်ဒီ module လေးထဲမှာညီမအရင်ဆုံးပြပြမယ့်စကွင်းလေးကတော့ Employee Travel Request ဆိုတဲ့စကွင်းလေးပဲဖြစ်ပါရဲ့ရှင်ဒီ Employee Travel Request စကွင်းလေးရဲ့အသုံးပြုပုံလေးကိုပြပြပေးသွားမှာပဲဖြစ်ပါတယ်ဒီမှာဆိုရင်တော့ညီမတို့ကပေါ့နော် Travel ID လေးကြာလာမယ်ဒါကတော့ system ကသတ်မှတ်ပေးထားတဲ့ default ID လေးပဲဖြစ်ပါတယ်ပြီးရင်နောက်မှာညီမတို့က Travel Proposal လေးကိုရွေးချယ်မယ်ပေါ့နော်ဒါဆိုရင်တော့ညီမတို့ select button လေးကိုနှိပ်ပြီးတော့ drop down လေးကြာလာမှာပဲဖြစ်ပါရဲ့ရှင်ဒါဆိုရင်တော့ဘယ်အတွက် travel သွားရလဲဆိုတာမျိုးကိုရွေးချယ်ပေးလို့ရပါရဲ့ရှင်ပြီးနောက်မှာညီမတို့က travel name ကိုဒါရွေးချယ်ပေးရမှာဖြစ်ပါရဲ့ရှင်ဟုတ်ပြီးနောက်မှာညီမတို့ current date လေးရတော့ system ကသတ်မှတ်ထားတဲ့အတိုင်းဒီနေ့ date လေးထည့်ထားပေးရဖြစ်ပါတယ်နော်ပြီးရှင်တော့ညီမတို့ from date တွေရွေးချယ်ရဖြစ်ပါရဲ့ရှင် from date မှာတော့ညီမတို့ကဘယ်ရက်ကနေပြီးတော့ဘယ်ရက်ထိသွားမယ်ဆိုတာမျိုးရွေးချယ်ပေးလို့ရပါရဲ့ရှင်ပြီးနောက်မှာတော့ညီမတို့ကဒါ travel type ပေါ့ travel type မှာဆိုလို့ရှိရင်လည်း domestic လား international လားဆိုတာမျိုးရွေးချယ်ပေးလို့ရပါရဲ့ရှင်ပြီးနောက်မှာတော့ billing မှာဆိုလို့ရှိရင်လည်းညီမတို့က office လား pass through လားဆိုတာမျိုးကိုရွေးချယ်ပေးလို့ရပါရဲ့ရှင်ပြီးနောက်မှာ project ပေါ့နော် project အနေနဲ့ညီမတို့ကဘာတက်သွားရမလဲဆိုတာမျိုးကိုလည်းရွေးချယ်ပေးလို့ရပါရဲ့ရှင်နောက်မှာတော့ estimated amount နဲ့ advance amount ဆိုပြီးနှစ်ခုရှိရပေါ့နော်အဲ့မှာလည်းမိမိတို့ဒါ estimated amount ရှိရဆိုလို့ရှိရင်လည်းထည့်ခဲ့ပေးလို့ရပါရဲ့ရှင်advance amount ရှိခဲ့ဆိုလို့ရှိရင်လည်းဒါ advance amount ကိုထည့်ခဲ့ပေးလို့ရပါရဲ့ရှင်ပြီးနောက်မှာတော့ညီမတို့ save button လေးနှိပ်လိုက်ပြီးဆိုတော့ねဒီ travel request အတွက်ကို save လုပ်ပြီးသားဖြစ်သွားပါလိမ့်မယ်ရှင်ဒီနေ့တက်ပြပေးမယ့်စကွင်းလေးကတော့ဒီစကွင်းလေးပဲဖြစ်ပါရဲ့ရှင်ထို့နောက်မှာတော့ညီမတို့က list ဆိုတဲ့ button လေးကိုနှိပ်ပြီးတော့ဒါ request form များကိုလည်းပြန်လည်ကြည့်ရှုလို့ရပါရဲ့ရှင်ပြီးနောက်မှာတော့ action button လေးကိုနှိပ်ပြီးတော့လည်းဒီ request form လေးကိုပေါ့နော်ညီမတို့ဒီဘက်ကနေပြီးတော့ပြန်လည်ပြင်ဆင်လို့ရပါရဲ့ရှင်ဒီနေ့ထောင်ပြီးရတဲ့အတွက်ကျေးဇူးတင်ပါတယ်ရှင်အကယ်၍ travel နဲ့ပတ်သက်ပြီးသိချင်တာများရှိလို့ရှိရင်တော့ညီမတို့ရဲ့ကြိုးရှာရဲ့ quick support chat ကနေပြီးတော့၎င်း email support ကနေပြီးတော့၎င်း email လေးပို့ပြီးတော့ညီမတို့ကြိုးရှာတဲ့တင်ပတ်ကိုသိလိုအားလေးရှိမြင်နိုင်ပါရဲ့ရှင်ကျေးဇူးတင်ပါတယ်ရှင်